ပြီးစန်တာဝမ်မှာ grade 2ကျောင်းသားကျောင်းသူလေးများကလူပြိုတောင်းတခြင်းနဲ့ကပြဖျော်ပင်မှာဖြစ်ပါတယ်ရှင်ကြည့်ရှုအားပေးကြပါအောင်ရှင်မင်္ဂလာပါတောင်းမျိုးစုံရမယ်အစင်လာဟာစကောက်တွေရမယ်မင်္ဂလာပါအားလုံးကိုထောင်းမယ်ဒီကိုလာပါချောလေးပဲရမယ်လူပြိုတောင်းအာရှိပါရှိထောင်းလူပြိုတောင်းရတာရှိထောင်းလူပြိုတောင်းအာရှိပါရှိထောင်းလူပြိုတောင်းတဲလေးပဲရောပြီးရရှိထောင်းရတာရှိထောင်း